လိုနဲ့လောကမှာစာတမန်ကကျွန်တော်တို့ကိုဘုရားခင်နဲ့ကင်းကွာအောင်ဝေးအောင်ညီပေါင်းစုံနဲ့လှည့်ဖြားထားတဲ့အရာတွေအများကြီးရှိပါတယ်။ရင်းရတဲ့အပိုင်းပြောရမယ်ဆိုရင်ပတ်စံတတ်မှတ်တယ်လို့ဆိုရင်လောင်းကစားနဲ့မူရစေဝါကြိုက်တယ်လို့ဆိုရင်မူရစေဝါနဲ့တနာတတ်မှတ်တယ်လို့ဆိုရင်မိမကိစ္စနဲ့အတော့အစားကြိုက်တယ်လို့ဆိုရင်တီရက်နဲ့ကျွန်တော်တို့ကိုဘလို့မှဘုရားသခင်ထံမရောက်နိုင်အောင်ဆုံးရှုံးသွားအောင်ကြာဆင်းသွားအောင်ကျွန်တော်တို့ကိုလှည့်ဖြားထားတဲ့အရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကိုအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအလင်းဘက်ကိုမရောက်နိုင်ပဲနဲ့ကျွန်တော်တို့ကအမောင်ထဲမှာပဲရှိနေရခြင်းဖြစ်တယ်